ကဲဒီနေ့မအီတုံကကုမ္ပဏီသွားတယ်နော်ကုမ္ပဏီသွားပြီးတော့မအီတုံပါဝယ်လဲဆိုတော့ဒီမှာပါလမ်းကြောင်းတွေအခုမှဒီနေ့ပစ္စည်းတော့မရိုက်လာရအောင်နော်မအီတုံဆိုင်မှာအမြန်လေးဆိုင်လေးလည်းဖွင့်ခြင်းလို့ပေါ့နော်ဒီမှာမအီတုံဒီတာသွားတိုက်စေးဒါတအူးပေါ့နော်ဒါတအူးပါသွားတိုက်စေး15ဘူးဒီဒါသွားတိုက်စေး15ဘူးတအူးနော်နောက်တအူးရှိသေးတယ်နောက်တော့ဦးကအမလေးဟဲ့ဒီမှာကြည့်ရောဒီချလိုက်မယ်သတ်တိုက်စေး15ဘူးကတူเนาะဒီတာကြတော့ဘာမှလဲဆိုတော့သူကကြတော့သတ်တိုက်စေး12ဘူးရယ်စက်ပြအညို6ဘူးရယ်စက်ပြအညို6ဘူးရယ်မှားတယ်เนาะသူကကြတော့ဒီစက်ပြအညိုလေး6ဘူးရယ်စက်ပြအညို6ဘူးရယ်တတိုက်စေး12ဘူးရယ်ပေါ့နော်ဒါလေးကတူးပါเนาะ6ဘူးဖြစ်ကဲဒီဒါလေးကတူးပို့မယ်ပြီးလို့ရှိရင်เนาะကော်ဖီ3ဘူးရှူစိမ်း2ဘူးယူပေးပါဦးမေးယူတိုင်းပေါ့ကော်ဖီ3ဘူးမိတ်တုံနေတိုင်းတောက်ပြတယ်ပေါ့ကော်ဖီ3ဘူးရယ်နော်ပေါ့ကော်ဖီ3ဘူးရယ်မိုက်တင်လိုက်ရတယ်မိုက်15ခုထားလိုက်ခု20ပဲထည့်လိုက်အေးထည့်လိုက်မိုက်အဆိုဒီလေး2ဘူးရယ်နော် तू ကတူပါဒါကတော့အမြဲတမ်းအပေးတယ်နေရကကာပေါ့နော် तू ရန်ကုန်ကိုကားကုန်လီလာချတော့ပေါ့နော်အဲ့ဒါလေးကိုမိတ်တုံကအခုပကင်ထုတ်မှာပဲဖြစ်ပါတယ်